1/8ပြတ်သွားတော့ကျွန်တော်မှရှိတာ1/8မရှိတော့ဘူးကျွန်တော်မှရှိတဲ့ဒီ1/16ပေါ့နော်1/8ရဲ့တဝက်ပေါ့1/16ဆိုတော့4ကျိုးပူရတာပေါ့နော်အဲ့တော့မှ1/8တခွင်းစာနဲ့ညီမျှတာပေါ့နော်အဲ့ဒီပြောင်းပြီးတက်ထားတယ်ပုံမှန်ဆိုရင်ကျွန်တော်1/16ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုလေးယူပင်ပူတွေပဲမတုံးနေဘူးပို့ပြီးတော့ပုတ်တိုက်မှုများပြီးတော့ပျက်စီးလွယ်တော့ပြက်လွယ်တယ်ပေါ့နော်အဲ့လိုပင်ကြီးများလို့ရှိလို့ရှိရင်ကျွန်တော်1/8တခွင်းဒါမှမဟုတ်1/4ဆိုလဲတခွင်းအဲ့လိုတုံးနေတာပေါ့နော်အခုကတော့အဆင်ပြေသလိုပဲလောက်တာပေါ့နော်ဟိုကောင်ဟိုနာချောင်းနေတယ်သူသခင်လေးလာရောနော်ကျွန်တော်ခွေမဟုတ်ပါဘူးမျက်လာရည်တဲ့လူနဲ့ပါလာတဲ့ခွေပေါ့နော်ဒါလည်းပိတ်ထောင်ဝင်ကျင်ပါပဲလေးနေနဲ့တိုက်သွားတယ်ဗျအခုချိန်လေးနေတိုက်တော့မှအဲ့လိုသွားတဲ့ခါအဲ့ဟိုဘက်ကိုရွေ့သွားတာပေါ့နော်ဒီတိုက်ရတဲ့ဆန့်ကျင်ဘက်ကိုလေစည်းတိုင်းမျောပြီးစောက်ဝိုင်းမဝိုင်းပြီးပါသွားတာပေါ့နော်အဆင်ပြေဟိုဘက်မှာအဲ့ကိုင်းတော်တွေခြုံနေရတော်တော်လေးပြဿနာရှိတယ်လှပပလေးပြန်နိုင်တယ်ပေါ့နော်ဒါစတိန်ဆန်ဘိုင်းကဆိုတဲ့ကောင်းတယ်ဟောကြာပါစောစောကနေရတော့ပါပဲကြာပါကျွန်တော်ဒီကောင်လေးတွေပဲဒီချိန်မှာနောက်ဆုံးလွတ်ကြတာတည်းမှာမိုးရင်းရောက်သွားပြီဆိုဒီညကွင်းကရေပြည့်ဖြစ်သွားလွတ်လို့မရတော့ဒီချိန်ဆိုဒီညမှာဒီကရေကကျွန်တော်ရင်စိုးလောက်ရောက်သွားမှာအဲ့ကြကျွန်တော်ရွက်လေလာလွတ်ကြအောင်300စီလုံးတော့မအားပါဘူးဗျာတည်းမှာဒီဘက်တွေလည်းကွင်းနေတော့ရှိရဲ့ဗျကျွန်တော်တွေနဲ့ပူချင်းတယ်ဘဝရောက်ဝင်ပူကောက်ခတ်တယ်ပေါ့နော်မပေါင်းသက်စီတွေလို့ဖြန်းထားကြကျွန်တော်ဖြန်းစီကမျက်လေးသေသွားတော့လေကျွန်တော်လေလေးရဒီလိုမြက်ကလေးတွေရှိမှကျွန်တော်လွတ်ကအဆင်ပြေတာပေါ့နော်ဒီကွင်းပေါ့ဒါဒီကွင်းကနည်းနည်းကျင်းတယ်ပေါ့နော်ကျွန်တော်ပုံမှန်အဲ့ကိုင်းတော့အလွန်မှရှိတဲ့ကွင်းထဲမှာသွားလွတ်တာကိုကြောက်တော့ကိုင်းမိအမြင်ကြီးဖြစ်နေလို့ပြီးအားကြောင့်ဒီမှာရာဘာနည်းနည်းနဲ့ရာဘာလည်းကျွန်တော်မှမရှိတော့ရာဘာနည်းနည်းနဲ့ဒီတပတ်စာလေးစိတ်ကျင်တာကိုလာလွတ်နေပါဘောနော်